ကျွန်တော်ဒီနေ့တော့plan တစ်ခုကိုကျညာစရာရှိလို့ပေါ့လေနော်ကျွန်တော်အဲ့တဲ့တော်တော်များလာဗျာနေကဖြစ်ကြတာများတာပေါ့နော်နေကဖြစ်တာဆိုတော့ကျွန်တော်ကလည်းမဟုတ်လည်းများနေပါပဲပေါ့နော်နေဝေးကဖြစ်ကြတယ်ပြောချင်တာဗျာရန်ကုန်တို့မန္တလေးတို့တောင်ကြီးတို့အဲ့လိုနေဝေးကဖြစ်ကြတာပေါ့နော်နေဝေးကဖြစ်ကြတော့တော်တော်များတော့ရုံးသမားတွေဖြစ်ကြတာများတယ်ဗျာရုံးသမားဖြစ်ကြတော့စနေတနင်္ဂနွေနေ့ပဲအားကြတာပေါ့နော်အားကြတော့ကျွန်တော်ဒိတ်တွေညှိရတာနည်းနည်းလူချင်းနဲ့တိတ်မရကြဘူးပေါ့အဲ့လိုဆိုတော့ကျွန်တော်ကပြန်စဉ်းစားလိုက်တာပေါ့နော်စနေတင်ငွေတွေမှာလည်းသူတို့ site လဲ site ချင်းနဲ့budget လဲ save ဖြစ်တာပေါ့နော်အဲ့လိုဆိုကျွန်တော်ဘယ်လိုမျိုးစီစဉ်ရမလဲဆိုတော့ကျွန်တော်ကplan တစ်ခုစီစဉ်လိုက်တယ်ဗျာတွေးမိပါတာပေါ့နော်တွေးမိပါတယ်ဘာ plan လဲဆိုတော့weekend special promotion ပေါ့ weekly ပေါ့စနေတင်ငွေတွေအပတ်တိုင်းကျွန်တော် promotion တွေ6စီစဉ်တာပေါ့နော်ဇီနိုကတပင်ကို400ကျပ်ပဲကြားတင်မှာဗျာ400ကျပ်ပေါ့နော်ဇီနိုကအများကြီးတော့တက်တာသွားတာပေါ့လေတက်တာသွားပါမယ်ဘယ်သူတွေအတွက်ဥတည်ပြီးတော့site နဲ့ဘယ်သူတွေကအဆင်ပြေလဲဆိုတော့အပင်9000 6000 site နဲ့လူတွေတော့ဆိုပို့အဆင်ပြေတာပေါ့လေနော်သူကလည်းအချိန်ကလည်း4-5နိုင်ပဲကြာမယ်ဗျာလို့ဆိုတော့အဆင်တော်ပြေပါတယ်ခင်ဗျာညမို့ကျွန်တော်တို့ဒီweekend special promotion မှာ live join ခြင်းနဲ့အဲ့တဲ့တွေရှိတယ်ဆိုရင်လည်းကျွန်တော်အကောင့်မှာဖြစ်ဖြစ်ဒေါက်တာ Pro ဟဲpage မှာဖြစ်ဖြစ်လာရောက်မြင်လို့ရပါတယ်ခင်ဗျာ